သားအာလူချက်လေးထိရောက်မှာဖြစ်ပါတယ်ရှုရှဲပြီးတော့ထမင်းသားအရမ်းမိန်စေပါတယ်ရှင်စစ်တွေလိုက်စားကြည့်ပါအောင်ရှင်ပထမဆုံးချက်သားလေးတွေကိုကြံပြီးတင်ထားပါမယ်အာလူလေးရဲ့ချက်တုံလေးတွေကိုချင်းနေရဲ့ကိုထောင်းထားပါမယ်နော်စီလေးကတော့မနေ့ကငါဖေတို့ထားတဲ့စီလေးကိုကျန်တဲ့အတွက်အစီလေးပဲနည်းနည်းလေးထည့်ပြီးသုံးနေပါမယ်ချက်တုံအနီးကထားထားတဲ့ဟာလေးကိုစီတက်ပါမယ်အချို့မုတ်ထည့်ပါမယ်ညံ့ညံ့ကြီးထည့်ပါမယ်ချက်တုံလေးတွေနူးလာအောင်စီတက်ပြီးရောမှွေးလိုက်ပါမယ်နော်မှွေးပြီးရှင်ချက်တုံလေးတွေကတက်လာပြီးတို့ရှင်ရင်နော်အစိမ့်မုတ်လေးအယောင်တင်မုတ်လေးတစ်စုံလောက်လေးထည့်ပြီးတော့မှမှွေးပေးထားလိုက်ပါမယ်ရောင်တင်မုတ်လေးတွေလည်းအနက်သက်လေးတက်သွားပြီးဆိုရင်တသားလုံးနှာလေးကိုထည့်ပြီးတော့တသားလေးချုံငံဝင်အောင်လို့ညှက်ပြီးတော့စိတ်ပေးလိုက်ပါမယ်နော်တသားလေးရေမှွေပါတယ်မှွေလို့ရှင်တော့ချုံငံလေးတွေဝင်လာပြီးဆိုလို့ရှင်တော့ရေလေးနှိမ့်ငယ်ထည့်ပြီးတော့လုံးထားလိုက်ပါမယ်တသားလေးတွေလုံးထားတသားလေးတွေကနည်းနည်းလေးနူးလာပြီးဆိုလို့ရှိရင်တော့အာလူလေးကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်အာလူထည့်ပြီးတော့မှွေလိုက်ပြီးဆိုလို့ရှိရင်တော့ဟဲ့အာလူလေးတွေနူးပြီးချုံငံဝင်ပြီးဆိုလို့ရှိရင်တော့ဒီနောက်ရက်တရေလောက်ထည့်ပြီးတော့မှအာလူလေးနူးအောင်လို့ထပ်တည့်ပေးထားလိုက်ပါမယ်ရေအမြင့်တော်လေးပဲထည့်ပေးပါနော်အာလူလေးရောတသားလေးရောနူးပေါ့ပေါ့နဲ့ဆူလာပြီးဆိုလို့ရှိရင်တော့မဆလာလေးအနှဲငယ်ထည့်ပြီးတော့အုပ်ပေးလိုက်ပါမယ်အမမှွေပါတယ်မှွေလို့ရှိရင်အာလူလေးလေးနဲ့နူးလာပြီးဆိုလို့ရှိရင်တော့ရန်ကိုရတာရှိတယ်စစ်သားပိန်သိန်းချက်လေးရဲ့အာလူချက်လေးရပါပြီရှင်ညဒီမှာအထက်တဲ့တွင်မျိုးသီးလေးတွေကိုနှစ်ထန်းချမ်းပြီးတော့ပဲညှိထည့်ပေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်မဆလာစစ်သားမဆလာဆက်ကိုမှဆက်ဆက်လေးနဲ့ရန်ကိုထမင်းစားမိပြီးရန်သာရှိစစ်သားအာလူချက်လေးရပါပြီရှင်ချစ်လို့လည်းတူလိုက်စားကြည့်ကြပါဦးနော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါနေ့ရက်ပေတွေကိုလည်း like and follow လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်